ဗီယက်နမ်နိုင်ငံကဟွာလူထောင်ရဲ့သွေးစွန်းတဲ့လှုပ်ဝက်ချက်အကြောင်းကိုဒီကနေ့ကျွန်တော်တို့ M မြန်မာ channel လေးကနေတင်ဆက်ပေးသွားမှာပါ။ဒီနေရာဟာနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ဟွာလူအချင်းထောင်ပဲဖြစ်ပါတယ်။စစ်ပွဲကာလမှာဟွန်နိုင်ဟွီတန်လို့ခေါ်တဲ့လူသိများတဲ့ဒီတောင်ကြီးထဲမှာအရန်ကုန်မှာအချောက်ကျန်တဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့စင်းကြံနံပါတ်၄ပါ။ပြင်သစ်ကိုလိုနီခေတ်ကဗီယက်နမ်ဒေါ်လာရေးသမားတွေကိုဖမ်းဆီးဖို့တိစောက်ခဲ့တဲ့ဒီထောင်ရဲ့နေရာတွေဟာထူထဲလုံးပါတယ်။ပဒင်ပေါက်တွေကတန်တန်တွေကြီးပါပဲ။ဒီနေရာမှာချွေးတွေမျက်ရည်တွေနဲ့သွေးတွေကမြေပြင်ပေါ်မှာဆွဆွခဲ့ပူပါတယ်။အထူးသဖြင့်ကတော့စင်ကြံနံပါတ်၄ကရက်ဆက်ကြမ်းကြုတ်တဲ့ပြစ်ဒဏ်တွေပေးခဲ့တဲ့နေရာပါအထီးကျန်ဆန်တဲ့အခန်းတွေနဲ့ပြည့်နှက်နေတဲ့နေရာလိုနာမည်ကြီးပါတယ်အကျဉ်းသားအများစုဟာဒီစင်ကြံမှာပဲတည်ဆုံခဲ့ရတယ်လို့ဆိုပါတယ်ထောင်ကိုပြတဲ့ဖြစ်ကိုပြောင်းလဲပြီးသွားတဲ့နောက်ပိုင်းမှာပဲထူးဆန်းတဲ့ဖြစ်ပျက်တွေကစတင်ပြီးတော့ပေါ်ပေါက်လာခဲ့တာပါဒီစင်ကြံတွေကိုဝင်လာတဲ့ဧည့်သည်တိုင်းကအေးနေတယ်လို့ခန်းစားကြရပါတယ်ပို့ပြီးတော့စိတ်ချောက်ချစရာကောင်းတာကအချို့အခန်းအလွတ်တွေကနေလေတံတိုးတိုးတွေကိုကြားရတယ်လို့ပြောပါတယ်အဲ့ဒီအတန်တွေဟာဂယုဏတပ်ဖို့ကိုတောင်းပန်တန်တွေဒေါသတကြီးအော်ဟစ်တန်တွေဒါမှမဟုတ်ရင်စိတ်ပြအားငယ်မှုတွေရဲ့နောက်ဆုံးစကားတန်တွေဖြစ်နိုင်ပါတယ်။တမိုင်းပညာရှင်တို့ဟာဒီထောင်ရဲ့မှတ်တမ်းတွေကိုလေ့လာရင်းညဘက်နောက်ကျတဲ့အချိန်မှာစင်ကြံနံပါတ်၄ကိုဖျက်ချောက်ခဲ့ပူပါတယ်။သူဟာပူအိုက်တဲ့ဟန်နွိုင်းညံ့နေမှာတော့မှအယိုးတွေကိုစိတ်ပြီးတော့ဝင်လာတဲ့အေးအေးတက်ကိုခန်းစားရတယ်လို့ဆိုပါတယ်။ပြီးတော့သူ့ရဲ့နောက်ကနေခြေတံတွေကြားခဲ့ရတယ်လို့ဆိုကသူလဲကြည့်တဲ့အခါမှာတော့ဘသူမှကိုရှိမနေဘူးလို့ဆိုပြပါတယ်။ဒီနောက်မှာတော့သူဟာခန်းတကားဝါတစ်ခုမှာအရေးမဲမဲတစ်ခုကိုမြင်ခဲ့ရပြီးတော့အဲ့ဒီပုံရိပ်ကသူ့စီကိုတလန်တိုးလာတဲ့အချိန်မှာပဲအပူချိန်ကရုတ်တရက်ဆိုသလိုကျသွားပြီးတော့တန်ကျိုးဆွဲတန်တွေဟစ်အော်ညီးသွားတဲ့အတန်တွေကိုထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးတော့အဲ့ဒီအရေးဟာစင်ကြံရဲ့အဆိုးဆုံးလက်ညှိုးထိုးပြပြီးတော့ပျောက်ကွယ်သွားခဲ့ရပါတယ်။ဒီပြည့်နောက်ပိုင်းမှာတမိုင်းပညာရှင်ဟာဒီစင်ကြံကိုဘယ်တော့မှတယောက်တည်းမလျှောက်တော့ဘူးလို့ဆိုပါတယ်။ဒါပြင်တခြားသောဧည့်သည်တွေရဲ့ပြောပြချက်အရဒီစင်ကြံမှာဒီလိုဆွဲသွားတဲ့အရေးရှိရှိပင်ပင်လိုလူတယောက်ကိုမြင်ရတယ်လို့ဆိုပါတယ်။ဒါပြင်ငိုကြွေးရင်းနဲ့ဟိုတီတီသွားလာနေတဲ့အဝိဖြူနဲ့မျိုးသမီးတယောက်ကိုလည်းမြင်ရတယ်လို့ပြောပါတယ်။ဒါပေမဲ့လူတွေအကြောင်းဆုံးကတော့ဒူထောက်နေတဲ့အကျဉ်းသားပုံရိပ်ပါ။စင်ကြံရဲ့မှောင်ရိပ်ကျနေတဲ့တောင်းတနေရာမှာစင်ញင်စွာဆူတောင်းနေတဲ့ပုံမှာသူ့ကိုချင်းကပ်လိုက်တာနဲ့အမှောင်လူတွေကိုပျောက်ကွယ်သွားလိမ့်ရှိတယ်လို့လည်းဆိုပါတယ်။တခါတော့ကလည်းចောင်းသားဖွဲ့တစ်ဖွဲ့ကိုလမ်းပြတဲ့သူကဒီစင်ကြံကိုခေါ်လာတော့မှចောင်းသူတူကရုတ်တရက်ဆိုသလိုအော်ဟစ်လိုက်ပါတယ်။သူတို့အားလုံးကြည့်လိုက်တဲ့အခါမှာပဲအဝေးဆုပ်တင်တဲ့လူတစ်ယောက်ကိုထောင်ဝန်ထမ်းတွေကကျဲမင်းဘော်ကိုဆွဲခေါ်သွားနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပုံရိပ်ဟာလည်းနေရာတစ်ခုကိုဖျက်ပြီးတော့ပျောက်ကွယ်ခဲ့တာလို့ဆိုပါတယ်။ညနေဆောင်လို့အမှောင်ဝင်လာတဲ့အခါမှာလမ်းပေါ်မှာဆူညံတန်တွေနဲ့ပြည့်နေပေမဲ့ဟွာလူထောင်ရဲ့နေရန်တွေကြားမှာတော့အရေးတွေကလှုပ်ရှားလာပြီးဝင်းကြီးတွေနိုးထလာကြတယ်လို့ဒေသခံတန်တိုင်းတွေကဆိုပါတယ်။လက်စားကြည့်ဖို့အတွက်အော်ဟစ်နေခဲ့တဲ့လေတိုးတန်လေးတွေကညဘက်မှာပို့ပြီးတော့ကျဲလောင်လာတယ်လို့ဆိုပါတယ်။ကဲပရိသတ်တို့ကြီးတကယ်လို့များတင်ဟာဟန်နိုင်မျိုးကိုရောက်ခဲ့လို့ဟွာလူအချင်းတောင်ကိုတွားရောက်လေ့လာရမယ်ဆိုရင်နေကင်းဘက်ကိုပဲရွေးချယ်လိုက်ပါ။အမောင်ထဲမှာစင်ကြံနံပါတ်၄ကိုတတိထားပါ။တမိုင်းဟာဘယ်တော့မှအမှန်တကယ်မပြောက်ကွယ်ဘူးဆိုတာဒီနေရာကနေကိုတက်တည်ပြနေပါတယ်။အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့နာကျင်မှုကြောက်ရွံ့မှုနဲ့မတရားမှုတွေဟာဒီနေရာမှာထာဝရကင်းအောင်နေနိုင်ပါတယ်။